တကယ်တော့နိုင်ငံတော်ကအစိုးရမဟုတ်ဗျအစိုးမရဖြစ်နေတယ်ချင်းကြားတက်မတော်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်နောက်တစ်ချက်ကလွတ်လပ်၍တက်ကြွပြီးတော့ဗတ်မလိုက်တဲ့နိုင်ငံသားရေးမူဝါဒတဲ့အမလေးဗျာအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ကတော့ဒါဇူလိုင်31ရက်နေ့2026ဒီနေ့မှာကျွန်တော်တို့ဒါရွေးကောက်ပွဲအတုလုပ်ပြီးတော့ကိုယ်တိုင်ခန့်ထားတဲ့ကိုယ်တိုင်ခန့်သူကသူတမရာကြီးလို့ပြောတဲ့မင်းအောင်လှိုင်ရဲ့ရက်တရာပြည့်ွားတယ်ဆိုပြီးတော့လွတ်တော်မှာလည်းတက်ပြီးတော့ပေါက်ပန်း40မိကုံးပြောသွားတဲ့နေ့ဗျအဲ့တော့သူကတော့ရက်တရာပြည့်ပြီပေါ့နော်ဒီရက်တရာအတွင်းမှာပြည်သူလူထုအပေါ်ကိုဘာတွေများကောင်းကျိုးပေးခဲ့တယ်လဲနောက်ဆက်ပြီးတော့ဘလို့တွေဒုက္ခပေးအောင်မလဲဘာတွေလက်အောင်မလဲဆိုတာကိုဒါကောင်ဒီနေ့ပြောသွားတဲ့သူ့ရဲ့မိန်ကုန်းပေါ့နော်သူမိန်ကုန်းဆိုတဲ့တော့ထုံးစံတိုင်းရှင်းတယ်ဗျဒီကောင်ပြောရင်ပေါက်ပန်း40ပြောတာများတယ်အဲ့တော့သူပြောတဲ့မိန်ကုန်းကိုကျွန်တော်တို့ကဒါခက်ပေါ့ပပနဲ့ပဲဝေဖန်သုံးသပ်ကြည့်မယ်ဗျသူ့ကိုရှင်းပြောတော့သူ့ကိုအဖက်လုပ်ပြီးတော့ကျွန်တော်တို့ကသူ့မိန်ကုန်းကိုဝေဖန်တာတော့မဟုတ်ဘူးဒီကောင်နိုင်ငံနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုအပေါ်ကိုဒီကောင်ဘာတွေစောက်တလွဲလုပ်ခဲ့တယ်လဲဘာလို့တွေဆက်ပြီးတော့ဒုက္ခပေးအောင်မလဲဒါမျိုးသူ့ရဲ့အဲ့ဒါကြောင့်မလို့သူ့ရဲ့ပေါက်ပန်း40မိကုန်းကိုကျွန်တော်တို့ပေါ့ပဲသုံးသပ်မယ်ဒီကောင်ဒီနေ့ပြောသွားတယ်ဗာလေနိုင်ငံတော်အစိုးရအတွက်အဓိကမူဝါဒတွေပေါ့အမှစပြီနိုင်ငံတော်အစိုးရတကယ်တော့နိုင်ငံတော်ကအစိုးရမဟုတ်ဗျအစိုးမရဖြစ်နေတယ်ဘယ်ပြည်သူကမှလည်းလက်မခံဘူးဘယ်ပြည်သူကမှလည်းတင်မြှောက်ထားတဲ့နေရာမဟုတ်ဘဲနဲ့ပလင်ပေါ်ရောက်နေတဲ့ခွေးပြောချင်တာပြောရတဲ့ဟာတွေမှာပထမဆုံးဘာစပြောလဲဆိုတော့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးမူဝါဒအမှစလွဲပြီနော်လွတ်လပ်ရေးတရားမျှတသည့်ရွေးကောက်ပွဲများနဲ့ခိုင်မာတဲ့လွတ်တော်စနစ်ကိုတဲ့ဒါပြည်သူစံနာနဲ့အညီဒီမိုကရေစီစနစ်ကိုတည်ဆောက်သွားမယ်ပေါ့ကျွန်တော်ပြောပြီးသားအမှစလွဲပြီဘလို့သွားပြီးတော့ဒါလွတ်လပ်တဲ့တရားမျှတတဲ့ရွေးကောက်ပွဲတော့ကျွန်တော်ပြောတာသူလှုပ်ထားတဲ့ပြီးခဲ့တဲ့2025ဒီဇင်ဘာမှာသူလှုပ်သွားတဲ့ရွေးကောက်ပွဲဆိုတာဒါနိုင်ငံရဲ့တဝမ်းမှာဒါ PDF တွေရောကျွန်တော်တို့ဒါ EAO ဒီတိုင်းသားလက်နက်ကိုင်တွေ EAO တွေနဲ့အကုန်ပူးတွဲပြီးတော့တော်လန်နေတဲ့အတွက်ကြောင့်မလို့မြို့တော်မှာအပြစ်မကျင်းပနိုင်ဘူးသူတို့ဒီစစ်တပ်ကနေ uniform လဲထားတဲ့တစ်ဖြစ်လဲစစ်တပ်ပဲပေါ့နော်စစ်တပ်တစ်ဖြစ်လဲဒီကြံ့ဖွံ့ပါတီကသာအနိုင်မရရှိအောင်ရေးဆွဲပြီးတော့တခြားသူနဲ့ပြောရင်သူ့ဘက်ပါပြီးတော့သူတိတ်မကျင်အောင်မှတချို့ပါတီတွေဝင်ပြိုင်ခွင့်မရတဲ့အထိသူဒီ P3 လုံးတို့ဒါ NDF တို့အဲ့လိုမျိုးတွေတောင်ပိတ်ပင်ပြီးတော့ကျန်းဖွံ့မနိုင်နိုင်အောင်ရွေးဆဲပြီးတော့ကျင်းပသွားတဲ့ရွေးကောက်ပွဲပြီးတော့တခါရွေးကောက်ပွဲပြီးတော့လေကျွန်တော်တို့ဒါအနိုင်ရတဲ့ပါတီတွေကနေမှသမရတင်တာမဟုတ်ဘူးတမတော်သားကိုယ်စားလှယ်တွေကနေမှမင်းအောင်လှိုင်ကိုအဆိုပြုတယ်ပြီးတော့မင်းအောင်လှိုင်ပဲအကုန်လုံးသူတို့အချင်းချင်းလဝါချင်းရိုက်ပြီးတော့လှုပ်ထားတဲ့ဇလန်းကြီးအတိုင်းဒါပလင်ပေါ်ကိုခွေးတက်ထိုင်ထားတာအဲ့တော့သူပြောတဲ့ပါတီစုံဒီမိုကရေစီခိုင်မာရေးမူဝါဒဆိုတာလုံးဝ no ပါပဲအဓိပ္ပာယ်မရှိပါဘူးနောက်တစ်ချက်ကကြတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးမူဝါဒတူပါပဲဘလို့သွားပြီးတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံမလို့ညာသူပြောတာတိုင်းသားပြည်သူတွေအားလုံးကဒန်းတူညီမျှမှုဘယ်နေရာမှာဒန်းတူညီမျှလဲဘုံကျဲတဲ့နေရာမှာဒန်းတူညီမျှတာလားတိုင်းရင်းသားပြည်သူဆိုတဲ့ကျွန်တော်တို့ပြည်နယ်9ခုစလုံးမှာကျွန်တော်တို့ကချင်ကယားကရင်ချင်းမွန်ရခိုင်ရှမ်းဘုံမကျဲတဲ့ပြည်နယ်ရှိလို့လားနော်တိုင်းနယ်ပြည်နယ်9ခုဆိုလဲဒါရန်ကုန်လောက်ကလွဲလို့ရှိရင်နေရာတိုင်းမှာဘုံကျဲနေတာအဲ့တော့တိုင်းရင်းသားတွေအတွက်ဒန်းတူညီမျှတဲ့ဟာဆိုတာသူပြောတဲ့ဘုံကျဲတာကိုဆိုလိုချင်ပါသလားပေါ့နော်နောက်တစ်ချက်ကတော့ထာဝရငြိမ်းချမ်းရေးမူဝါဒထပ်ပြီးတော့သွားတာပါပဲလက်ရှိတော့ငြိမ်းချမ်းရေးမရဘူးဘာကြောင့်မရလဲတခြား EAO တွေကြောင့်လည်းမဟုတ်ပါဘူးဒီတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းဆိုတာသူတို့ရဲ့တိုင်းသားလူမျိုးအခွင့်အရေးအတွက်ဒေါ်လန်ပုံကန်တော်လန်နေကြတာပါအဲ့လိုပဲကျွန်တော်တို့ဒါ2017နောက်ပိုင်းမှာပေါ်ထွက်လာတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေဆိုတာလေဒါမင်းအောင်လှိုင်ကြောင့်ဒါကျွန်တော်တို့ကမဖြစ်ချင်မဲနဲ့ဒါတောခိုလက်နက်ကင်တဲ့ဘဝတွေရောက်သွားရတာပါဒါကြောင့်မလို့သူပြောတဲ့ထာဝရငြိမ်းချမ်းရေးဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးတနည်းတော့ရှိပါတယ်ထာဝရငြိမ်းချမ်းရေးဖြစ်ချင်ရင်မင်းအောင်လှိုင်အပါဝင်စစ်အာဏာရှင်စစ်ကောင်းဆောင်ဗိုလ်ချုပ်တွေအကုန်လုံးအာဏာကိုပြန်အပ်ပြီးတော့ဒါအယက်သားအစိုးရပြည်သူရွေးချယ်တဲ့အယက်သားအစိုးရကိုအာဏာအပ်ပြီးတော့ဒီကောင်တွေ
လုံးဝနှုတ်ထွက်သွားလိုက်ပါဒါဆိုရင်တော့ထာဝရငြိမ်းချမ်းရေးရာကောင်းရမှာပါနောက်တစ်ချက်ကနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးမူဝါဒဒီနေရာမှာလဲသူကဗာလေတက်မတော်ကိုစွမ်းရည်ပြည့်ဝတဲ့တိုက်ရည်ခိုက်ရည်ပြည့်တဲ့ standard army ဖြစ်အောင်တီထောင်သွားမယ်လို့ထပ်ပြီးတော့လေလုံးထွားခဲ့ပါသေးတယ်ဒါကလည်းဟိုလွန်ခဲ့တဲ့ကျွန်တော်တို့ဒါသူ့ရဲ့အစဉ်အဆက်အာဏာရှင်တွေဖြစ်တဲ့နေဝင်းတို့တန်းရွှေတို့ခက်တဲ့ကဒါတက်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်တို့တက်မတော်သားအမိတက်မတော်သားအဖတို့ဆိုတဲ့စောက်တလွဲဆောင်ဘုတ်တွေနဲ့ဒါတက်မတော်ကို standard army တို့နိုင်ငံတကာအဆင့်မီတို့ကမ္ဘာအဆင့်မီတို့လေလုံးထွားကြရင်ကလွဲပြီးတော့တက်မတော်ဆိုတာခင်ဗျားတို့လည်းလက်ရှိမှာမြင်တွေ့တဲ့အတိုင်းပါပဲကျွန်တော်တို့တက်မတော်သားတွေတုံပန်းအနေနဲ့ဖမ်းပြီးလို့ရှိရင်ကြည့်လိုက်ရင်ဒါကျွန်တော်တို့အများနဲ့နှောက်နေကြချင်းကြားနဲ့အာကာထုံးဘောင်းမီဆိုတာတကယ်လဲဝတ်ထားရင်ကျွန်တော်တို့အာကာထုံးဘောင်းမီအရင်တော့နောက်ပိုင်းတော့ဘောလုံးငံဘောင်းမီလေးတွေပေါ့ဗျာဒီလိုဘောင်းမီဒိုလေးတွေနဲ့ဒါဟိုစစ်ကြောဖို့အိတ်တောင်မလွယ်နိုင်ပဲနဲ့နော်ချင်းကြားတစ်လုံးထဲမှာရှိသမျှပြုံဩထည့်ပြီးတော့တကယ်ဟိုဘယ်လိုပြောရမလဲဟိုဒီရုပ်စင်းအင်္ဂါပဲကြီးကြီးဟိုသူပြောတဲ့တိုက်ရခိုင်းဟိုခိုင်းခတ်တိုက်ရခိုင်းစွဲရည်တွေမြင်ရမယ်ဆိုလို့ပါဒီစစ်သားတွေကစစ်ခွေးတွေပေါ့ဗျာရုပ်စင်းအင်္ဂါပဲကြီးကြီးပုံစံတွေကြည့်လိုက်ရင်တော့အိုနာကျိုးကဂျိုဂျိုးနရွက်ဘက်အပညာရေးချင်းကြည့်တော့လေဟို၃ယောက်ပေါင်းလို့၄ထဲမအောင်တဲ့ကောင်မျိုးတွေနဲ့လုံးဝချင်းကြားလွယ်ပြီးအာကာထုံးဘောင်းမီနဲ့နော်ဟိုလုံးဝဟိုပြောရင်တော့ဗျာရိုင်းပြောရင်တော့စုပ်ပြတ်တတ်နေတဲ့အနေအထားနဲ့စစ်တိုက်နေတာပါတက်မတော်မှာဘာတွေကောင်းမွန်လဲဆိုတော့လူစိုးလူမိုက်တွေတော့ပေါ်များတဲ့နေရာမှာတော့တော်တော်ကြီးကိုအထွတ်နှုံးကောင်းမွန်ပါတယ်။ဘာကြောင့်လဲဆိုတော့စစ်သားတွေကြည့်ရင်ငွေစီဝါသုံးတယ်ရက်ဒေသတွေတောက်စားတယ်ပြီးတော့ဘာမှခုနကျွန်တော်ပြောသလိုဘာပညာအရေးချင်းမှလည်းမရှိတိုက်ရခိုက်ရလည်းမရှိပဲနဲ့စင်ကန်းတိုးတိုးသလိုမင်းအွန်လိုင်းကိုကိုးကွယ်ပြီးတော့အသက်ဆုံးပြီးအရက်တောက်ငွေစီဝါသုံးတဲ့အသေးခံနေတဲ့ကောင်မျိုးတွေကြည့်ပါပဲဒါတွေကလက်ရှိအချိန်မှာလက်တွေ့တာရကပါအဲ့အတွက်သူပြောသလိုတက်မတော်ဟာဘယ်နည်းနဲ့မှတော့ standard army ဆိုတာဖြစ်လာမှာမဟုတ်ပါဘူးချင်းကြားတက်မတော်တော့ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်နောက်တစ်ချက်ကလွတ်လပ်၍တက်ကြွပြီးတော့ဗတ်မလိုက်တဲ့နိုင်ငံရေးမူဝါဒတဲ့အမလေးဗျာနိုင်ငံချင်းချင်းအပြန်အလှန်လေးစားပြီးတော့လုံးဝဗတ်မလိုက်တဲ့နိုင်ငံရေးမူဝါဒတဲ့မင်းအောင်လိုင်းမှာနိုင်ငံရေးမူဝါဒဆိုတာတစ်ခုပဲရှိပါတယ်သူပထွေးနဲ့သူ့အဖေဖြစ်တဲ့တရုတ်နဲ့ရုရှားကိုဖားမယ်နောက်အခုဆိုရင်သူအိန္ဒိယပါဖားလာပြီကျန်တဲ့ထိုင်းတို့ဘာလို့ဆိုလဲသူအတင်းတွေကိုလိုက်ဖားနေတာဒီနိုင်ငံတွေသူဖားတဲ့နိုင်ငံတွေဆိုတာကမြန်မာနိုင်ငံကိုကျွန်တော်တို့အစိတ်စိတ်အမွာမွာသူတို့လိုချင်တဲ့အပိုင်းကိုဖြတ်လီးပြီးမဲ့နိုင်ငံတွေဆိုတာလက်ရှိပြည်သူအကုန်လုံးသဘောပေါက်နေကြပါပြီအကုန်လုံးလည်းသိနေပါပြီအဲ့အတွက်ဒီဝါဒကလည်းလုံးဝအလကားဝါဒတစ်ခုပါပဲသူပြောတဲ့လုံခြုံရေးမူဝါဒဆိုတာနောက်တစ်ချက်စားရေးရိတ်ခါဖူလုံရေးနဲ့စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးမူဝါဒလာပြန်ပြီကျွန်တော်တို့သူပြောတယ်မြန်မာနိုင်ငံဆိုတာကျွန်တော်30ရာခိုင်နှုန်းလောက်သာမြို့ပြမှာနေပြီးတော့ကျန်တဲ့80ရာခိုင်နှုန်းလောက်ကကျေးလက်ဒေသမှာနေတယ်အဟိုးအရင်ကလေးကစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရှိမှာလည်းသူကစိုက်ပျိုးရေးကိုဒီထက်မကဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်သူတို့အရင်ပြောနေကြခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးတိဆောက်အံ့တို့လက်ရှိမှာလည်းဒီနေ့ဒီကောင်ထပ်ပြီးတော့ပေါက်တက်ခဲ့ရတယ်ပြောပါသေးတယ်ဒီကောင်ပြောတာပါလေကျွန်တော်တို့မြန်မာနိုင်ငံကစံတွေထွက်တယ်အဲ့တော့စံတွေကိုတိုးချဲ့ပြီးတော့စိုက်ပျိုးရမယ်အထွတ်နှုံးတွေတိုးရမယ်လုံးဝပြည့်မီတဲ့ဟို quality အရေးသွေးတွေရှိပြီးတော့နိုင်ငံတကာကမ္ဘာကိုစံတင်ပို့မယ်မြန်မာနိုင်ငံကနောက်တစ်ချိန်မှာကမ္ဘာစပတ်ကြီးပေါ့ဗျာပြောရင်တော့စပတ်ကြီးလိုမျိုးလုံးဝတစ်ကမ္ဘာလုံးကိုစံတင်ပို့တဲ့ဟိုနိုင်ငံတကာကအတိမတ်ပြုတ်ခံရလောက်တဲ့ကမ္ဘာနံပါတ်1စံတင်ပို့တဲ့နိုင်ငံဖြစ်ကြမယ်ပေါ့ဗျာကျွန်တော်ဒီမြန်မာနိုင်ငံကထွက်တဲ့ပေါ်ဆန်းမွေးကိုပေါ်ဆန်းနဲ့တစ်ခက်စမ်းရမယ်ပေါ့သူကဒါမျိုးတွေပေါက်တက်ခဲ့ရတယ်ပြောတယ်ကျွန်တော်လက်ရှိကမ္ဘာစံတင်ပို့မှုအများဆုံးဆိုတာလက်ရှိသူ့အိမ်နီးချင်းထိုင်းနိုင်ငံမှာပဲထိုင်းနိုင်ငံကစံက quality အရေးသွေးနဲ့ဈေးနှုန်းကလက်ရှိမြန်မာနိုင်ငံကစံတဲ့ဘာတွေတာတယ်ဘလို့တွေကောင်းတယ်ဆိုတာလက်ရှိတော်တော်များများစစ်မှုထမ်းရှောင်တာပဲဖြစ်ဖြစ်မင်းအွန်လိုင်းကိုမကြိုက်လို့ပြည်တွင်းမှာမနေချင်တဲ့လူတွေပဲဖြစ်ဖြစ်ထိုင်းမှာရောက်နေတဲ့မြန်မာပြည်သူလူထုအများကြီးပါလူတိုင်းနားလည်ပါတယ်ဒါကြောင့်ထိုင်းစံကမ္ဘာမှာတင်ပို့မှုများပြီးတော့အောင်မြင်တယ်လဲဆိုတာကိုလူတိုင်းသိပါတယ်နောက်တစ်ချက်ကစံတင်ပို့မယ်ဒါစိုက်ပျိုးရေးကဏ္ဍကိုတိုးချဲ့မယ်ဆိုအောင်စိုက်တဲ့တောင်သူလယ်သမားတွေတောင်သူဦးကြီးတွေအကိုတွေအမတွေရောလက်ရှိဘာဖြစ်နေတော့ကျွန်တော်တို့တော်တော်များများကဒါဒီကောင်ရဲ့ဟိုမင်းအောင်လိုင်းအာနာသိမ်းသွားတာကိုမကျေနပ်လို့2021နောက်ပိုင်းတည်းကလက်နက်ကင်ခဲ့တဲ့ PDF တွေဖြစ်တဲ့သူတွေဖြစ်ကုန်ပြီ
ချို့ကလည်းပြည်တွင်းမှာနေထိုင်လို့မရလို့အနေထိုင်ဆင်းရဲကြက်တဲတာကောအခုနောက်ပိုင်းစစ်မှုထမ်းဥပဒေကြောင့်ကောနိုင်ငံရခြားကိုထွက်ပြီးတော့အလုပ်လုပ်တဲ့သူတွေကောတော်လိုင်းကိုပြန်ထောက်ပို့တဲ့သူတွေရောနဲ့ပြည်တွင်းမှာမနေခြင်းတဲ့သူကများနေတာသူကဘဲတောင်သူဦးကြီးတွေကိုဒီစံစပါးတွေကိုစိုက်ခိုင်းအောင်ပါလေနောက်တစ်ချက်ကစိုက်ပျိုးရေးကဏ္ဍကိုသာဖွံ့ဖြိုးဖို့ပြောနေတာလက်ရှိဈေးတွေကိုခင်ဗျားတွားကြည့်ပါအရင်ခေတ်ကလို့စံ24ပြည်အဲ့လောက်ကိုမပြောပါနဲ့စံ10ပြည်ကတော့မှမြန်မာငွေ3သိန်းပတ်လည်းဖြစ်နေပါပြီဒီလောက်တိုးနေတဲ့ကုန်စည်နှုန်းနဲ့ပြည်တွင်းမှာတောင်စားနပ်ရိက္ခာမဖူးလုံးတာကိုကဘာကိုစံနေတင်ပို့တဲ့နိုင်ငံဖြစ်ကြမယ်လို့ကြွေးကြော်တာရှက်ဖို့အရန်ကောင်းပါလေဒီကောင်ရှက်ကြောနဲ့သူ့မှာမွေးကလေးရရှက်ကြောပြက်လာတာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်နောက်တစ်ချက်ကတော့စိုက်ပျိုးရေးနဲ့အတူတူမွေးမြူရေးနဲ့ရေထွက်ဖွံ့ဖြိုးမှုမွေးမြူရေးမှာရောမြန်မာနိုင်ငံမှာမွေးမြူရေးလုပ်တဲ့ကြက်တွေဝက်တွေဘဲတွေစိတ်တွေနွားတွေတောင်မှလက်ရှိဈေးထဲသွားပါခင်ဗျားတပိတ်သားဘယ်လောက်ရှိနေပြီလဲကုန်စည်နှုန်းကိုချိန်ကြည့်ပါအဲ့တော့မွေးမြူရေးကဏ္ဍကိုဒီကောင်ကဘာလို့ချင်သေးတာလဲဟိုတရက်ကပြောသလိုကျောင်းတွေမှာအာဟာရနွားနို့တိုက်ဖို့အတွက်မွေးမြူရေးအနေနဲ့နွားတွေကျောင်းမှာမွေးပါတကယ်တော်တော်စောက်သုံးမကြတဲ့အုံနောက်ပါနော်ကျောင်းမှာသူတ िश ူးငပြောစိုက်ခိုင်းတယ်ငပြောသည်သိရင်ကျွေးရအောင်တခါနွားတွေမွေးပါနွားနို့ထွက်ရင်ကျောင်းသားကျောင်းသူတွေကိုအာဟာရအနေနဲ့တိုက်ရအောင်လောလောဆယ်တော့တပတ်ကိုတရက်မိဘကနေပြီးတော့ငပြောသည်တစ်လုံးနွားနို့တစ်ခွက်နဲ့ကျွန်တော်တို့ကြက်ဥတစ်လုံးတည်လာခဲ့ပါဆိုတာမိဘဆိုတော့ကိုသားသမီးကိုမကြွေးချင်မဲ့နေမလားဗျာနောက်ဆုံးသူကြွေးချင်အိမ်မှာကြွေးမှာပေါ့ကျောင်းကကြွေးတာမဟုတ်ဘဲနဲ့အိမ်ကမိဘကဝယ်ထည့်ပေးရမယ်ဆိုတွေကဒီကောက်ရဲ့အတွေးခေါ်ကိုခင်ဗျားတို့စဉ်းစားကြည့်လို့ရပါတယ်ပြီးရင်သူကဂျားတွေကပနာယုံးမယ်မိဘကထည့်ပေးလိုက်တဲ့ကိုသားသမီးအတွက်ကျောင်းမှာသားသမီးစားတာကိုဆရာဆရာမတွေကဓာတ်ပုံတွေရိုက်မယ်ဗီဒီယိုတွေရိုက်မယ်ပြီးရင်တို့အထက်ကျောင်းကနေမှမြို့နယ်ပညာရေးမှုအဲ့ကနေမှခရိုင်တိုင်းအစစ်စစ်တက်ပြီးတော့ဒီကောင်ကကျောင်းသားကျောင်းသူတွေကိုအာဟာရတွေဒီလိုတွေကျွေးပါတယ်ဆိုပြီးတော့ဒီကောင်ကဂျားဝင်ပြီးတော့ပနာယူခြင်းသေးတာကိုယ်တိုင်ကသာစောက်ဖြစ်မရှိတာပေါက်ပန်း40ကတော့အတော်ပြောတတ်တဲ့ကောင်ပါနောက်တစ်ချက်ကသွင်းကုန်အစားတို့နဲ့ပို့ကုန်မြင့်တင်ရေးမူဝါဒဒီနေရာမှာလည်းပြောစရာတွေအများကြီးပါသွင်းကုန်ဟုတ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော်တော်များများဘာမှမလုပ်နိုင်လို့နိုင်ငံတကာကနေမှာယူတင်သွင်းနေရတာပါအဲ့ဒါကိုဒီကောင်ကသွင်းကုန်ရှော့ချမယ်ဆိုတော့ကျွန်တော်နိုင်ငံမှာခင်ဗျားတို့အခုနေ့စဉ်မနေ့အိယာထလာရင်ခင်ဗျားတို့အရင်ဆုံးမျက်နှာသစ်သွားတိုက်လုပ်ရင်တော့မှခင်ဗျားတို့တိုက်တဲ့သဘွတ်တန်တွေသွားတိုက်ဆေးတွေကဲနောက်တစ်ခါကျွန်တော်မျက်နှာသစ်ဆေးတို့ခင်ဗျားတို့ရေချိုးရင်သုံးတဲ့ဆက်ပြားတို့တော်တော်များများကအိမ်ကြီးချင်းဖြစ်တဲ့ဒီထိုင်းကနေသွင်းမလားတရုတ်ကနေသွင်းမလားဒါတွေပဲရှိပါတယ်ဒါကမနေ့ခင်းပိုင်းကိုပြောတာပါနောက်ဆုံးအင်ရှင်မတွေဒါချက်ရေးပြုတ်ရေးပြုတ်လုပ်တဲ့နေရာမှာတော့မှသုံးတဲ့အရာတော်တော်များများကနိုင်ငံခြားကတင်သွင်းနေရတာပါအဲ့တော့အရာတော်တော်များများကိုအရာတော်တော်များများဆိုတာဗျာတေးသေးပွဲပွဲအရာလေးတွေတောင်မှပြည်တွင်းမှာမထုတ်လုပ်နိုင်ဘဲနဲ့သွင်းကုန်ကိုသူကရှော့ချခြင်းနဲ့ပို့ကုန်ကိုကြတော့သူကမြင့်တင်ခြင်းနဲ့ပို့ကုန်မြင့်တင်ရအောင်မြန်မာနိုင်ငံကထွက်သမျှဟာတွေအကုန်လုံးမြန်မာနိုင်ငံမှာမထွက်ဘူးလို့ကျွန်တော်မဆိုလိုပါဘူးမြန်မာနိုင်ငံမှာတကယ်တယံဇာတတွေအများကြီးရှိပါတယ်ထွက်သမျှကြောက်စိမ်းကိုတရုတ်ကိုရောင်းစားတယ်ဟိုတလောကတွေ့ပါတယ်ဆိုတော့ဒါတော်တော်ကြီးမားပါတယ်ဆိုတော့ဗရမများတောင်လောတဲ့ဘယ်ရောက်နေမှမသိပါဘူးမြန်မာနိုင်ငံကကျွန်းတဲ့ဆိုလဲဂုံတလောက်ရှိနေပါပြီအဲ့တော့တကယ်တယံဇာတအရင်မြစ်တွေကိုကြတော့သူတို့မိသားစုတွေသူတို့အတိုင်းဝိုင်းတွေနောက်ဒီစစ်ဘိုလ်ချုပ်တွေနဲ့ခရိုနီမိသားစုဝင်တွေပေါ့ဗျာသူတို့ကောင်းစားဖို့အတွက်ပဲအကုန်လုံးထုတ်ရောင်းပြီးတော့ကျန်တဲ့အခြားဘာတွေကိုများပို့ကုန်တွေတိုးမြင့်ခြင်းပါသေးတယ်ဒီလိုပဲမိကုံထုတ်ချင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ MSME နဲ့ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးမူဝါဒ MSME ဆိုတာကျွန်တော်တို့အသေးစားအလတ်စားကျွန်တော်အငယ်စားစီးပွားရေးလုပ်ငန်းတွေဒါတွေကိုပြုလုပ်ရတာပါဒါသူ့ရဲ့အရှိပေါ့ဗျာသူ့ရဲ့အရှိစစ်အာဏာရှင်တွေဖြစ်တဲ့နေဝင်တန်းရွှေခက်ကလည်းဒီလိုပဲဖြစ်ကြွေးခဲ့ဘူးပါတယ်ဒါပေမဲ့လည်းနေဝင်ခက်မှာဆိုရင်ဒါပုံမှန်အသေးစားအငယ်စားအလတ်စားရွယ်လောက်ရှိတဲ့လုပ်ငန်းရှင်တွေအကုန်လုံးဘဝပြတ်ကုန်တယ်ဆိုတာဒါခင်ဗျားတို့ရဲ့အဖေအမေဦးလေးအတော်တွေကိုပြန်မေးကြည့်လိုက်ပါနေဝင်ခက်တဲ့ကဘယ်လောက်တောင်ဒုက္ခပေးခဲ့တယ်ဆိုတာလက်ရှိမင်းအွန်လိုင်းခေတ်ရောက်တဲ့အထိကျွန်တော်တို့လုပ်ငန်းလည်ပတ်မှုတွေဘလို့မှရက်တီလို့မရအောင်စောက်ဒုက္ခအမျိုးမျိုးပေးနေတဲ့အကုသိုလ်ကောင်းတွေစစ်အာဏာရှင်တွေဆိုတာအကုသိုလ်ကောင်းတွေအစင်အဆက်ပါပဲဗျပြောချင်တာကတော့နောက်တစ်ခါ
ယင်းဤမြုပ်နှံမှုမြင့်တည်မူဝါဒဟုတ်ပါပြီယင်းဤမြုပ်နှံမှုဆိုတဲ့ကကျွန်တော်ပြည်တွင်းယင်းနှမှုပြည်ပယင်းနှမှုကျွန်တော်တို့ပြီးခဲ့တဲ့ဒါ2015ပြည်သူကရွေးချယ်တဲ့အယက်သားအစိုးရတက်မြောက်လာတဲ့တက်မြောက်လာတဲ့ပေါ့နော်တက်မြောက်လာတဲ့အချိန်မှာတော့ကဒေါ်ဆန်းစုကြည်ကြောင့်ဒေါ်ဆန်းစုကြည်ရဲ့လုံနိုင်ကိုင်နိုင်စွမ်းရည်နဲ့တကယ်လုံမယ်ဆိုတာကိုသိလို့ပြည်ပနိုင်ငံခြားယင်းနှမြုပ်နှံမှုတွေအမြောက်အများဝင်ရောက်ခဲ့ပါတယ်ဒါပေမဲ့2021ဒီကောင်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီးတော့ပြန်လဲထွက်ခွာသွားတဲ့ပြည်ပယင်းနှမြုပ်နှံမှုတွေကိုခင်ဗျားတို့မှတ်မိအောင်ပါလက်ရှိကာလဒီလောက်နေရာတကာမှာအန်ဒီရဲ့များတဲ့လုံခြုံမှုမရှိဘဲနဲ့စစ်ပွဲတွေဖြစ်နေတဲ့နိုင်ငံကိုဘယ်နိုင်ငံရက်ခြားကများလာရောက်ယင်းနှမြုပ်နှံမယ်လို့ခင်ဗျားတို့ယူဆပါတယ်လေအဲ့အတွက်ဒီကောင်ပြောနေဆိုနေတာတွေအကုန်လုံးကကျွန်တော်အစောပိုင်းပြောသလိုပဲပေါက်ပန်း40ဆိုတာတကယ်အမှန်တရားပါပဲနောက်တစ်ချက်ကတော့တော်တော်လေးကိုပိုရည်ရတဲ့ဟာတာတစ်ခုပါကုန်စည်နှုန်းနဲ့ငွေကြေးတည်ငြိမ်ရေးမူဝါဒကုန်စည်နှုန်းဒီရက်ပိုင်းမှာဒါတော်တော်များများ hot ဖြစ်နေပါတယ်ကြက်ဥတစ်လုံး900ပါကျွန်တော်အမြဲပြောပါတယ်ကြက်ဥတင်ဈေးတက်တာမဟုတ်ပါဘူးအခြေခံကုန်စည်နှုန်းတွေအကုန်လုံးဈေးတက်နေတာပါကြက်ဥက900ဖြစ်သလိုကစုံရက်ကလည်း900တွေဖြစ်နေပါပြီတခြားအခြေခံစားတောက်ကုန်မှန်သမျှကုန်စည်နှုန်းတွေတက်နေတယ်ဆိုတာပြည်တွင်းမှာနေထိုင်တဲ့အင်ရှင်မာတိုင်းအသိပါပဲခင်ဗျားတို့ကိုယ့်ရဲ့အိမ်မှာချက်ပြုတ်ကျွေးမွေးတဲ့ကိုမိဘအတော်တွေကိုလည်းပြန်မေးကြည့်လိုက်ပါကုန်စည်နှုန်းတွေဘယ်လိုတည်ငြိမ်အောင်လုပ်လို့ရနိုင်မလဲဆိုတာနောက်တစ်ပိုင်းကငွေကြေးတည်ငြိမ်ရေးသိရရပါတယ်2021အာဏာမသိမ်းခင်အမေရိကန်ကျွန်တော်တို့ဒေါ်လာ100ကိုဆိုရင်မြန်မာငွေ3,100,000ကျော်နဲ့3,200,000ပတ်ချလဲပဲရှိပါတယ်လက်ရှိမင်းအောင်လိုင်းအုပ်ချုပ်လိုက်တဲ့ကာလဒီကာလအတွင်းမှာအမေရိကန်ဒေါ်လာကဒေါ်လာ100ကိုမြန်မာငွေ4သိန်းနဲ့5သိန်းကြားကိုရောက်ရှိနေပါပြီအဲ့တော့ငွေကြေးတည်ငြိမ်အောင်ဒီကောင်ဘလို့များစွမ်းဆောင်ခြင်းလာလဲဗါလဲ2000တန်မကလို့9000တန်နေရိုက်ထုတ်ခြင်းနေသေးတယ်လားဆိုတာစဉ်းစားကြရပါပဲနောက်တစ်ချက်ကတော့73စီချွေတာရေးဟာအကြီးကိုလုံးဝဂွမ်းပါတယ်ခင်ဗျားတို့သိပါတယ်ခင်ဗျားတို့အိမ်မှာလဲဆိုင်ကယ်တော်၎င်းကားတော်၎င်းရှိကြမှာပါ73စီကိုခင်ဗျားတို့ဘလို့တွေပေးဝယ်နေရလဲဘလို့တွေတန်းစီတိုးဝယ်နေရလဲကိုပတ်စံနဲ့ကိုဝယ်တာတော့မှတန်းစီတိုးဝယ်ရတဲ့ဒုက္ခတွေမကဘူးခင်ဗျားတို့တချို့ဆိုရင်ညာအိပ်ပြီးစောင်းရတာတွေရှိတယ်စီတန်းစီရင်နဲ့ခြံထောင်အိပ်တဲ့သူတွေရှိတယ်ဒါကဓာတ်ပုံတက်သေးတွေကဗီဒီယိုတက်သေးတွေအကုန်ရှိပါတယ်ကျွန်တော်တို့ဒါလက်ရှိအိန္ဒိယနိုင်ငံတွေထဲမှာဆိုရင်မြန်မာနိုင်ငံရဲ့73ဒီဈေးကွက်ကအမြင့်ဆုံးလို့တော့ပြောလို့ရပါတယ်ဒါတော့မှမြို့ဒီကျွန်တော်တို့မြို့ကြီးပြကြီးရန်ကုန်မန္တလေးတို့ဆိုတာမျိုးမှာဝယ်ရလွယ်သေးတယ်လို့ပြောလို့ရပေမဲ့ကျွန်တော်တို့မှမြကြီးနားတို့ပူထာအိုတို့တကယ်နယ်ဘက်တွေရောက်သွားလို့ရှိရင်1လီတာဈေးတောင်မှအမခန်းလီလီပါပဲတည်ယူပို့ဆောင်ရေးဈေးတွေခက်ခဲတာတိုက်ပွဲတွေဖြစ်နေတာကြောင့်73ဒီဈေးကအစမတန်တိုးမြင့်နေပါတယ်ဈေးတွေကြီးတယ်ဈေးကြီးပေမဲ့လည်းခင်ဗျားတို့ပတ်စံပေးတိုင်း73စီမရနိုင်ပါဘူးလက်ရှိမြို့ကြီးတွေမှာတော့မှဒီပေါက်ပန်း40ကောင်ချမှတ်ထားတဲ့စုံမဥပဒေဆိုတာကိုခင်ဗျားတို့လက်ရှိချိန်ထိရင်ဆိုင်နေရတာပါအဲ့တော့ဒီကောင်ပြောတဲ့မူဝါဒတွေဆိုတာဘလို့မှမဖြစ်နိုင်တဲ့အရာတွေပါနောက်တစ်ခုကတော့ဗတ်စုံပို့ဆောင်ဆက်သွယ်ရေးပို့ဆောင်ဆက်သွယ်ရေးဆိုရင်ကျွန်တော်တို့ကကုန်းလမ်းယထာလမ်းရေကြောင်းလမ်းလေကြောင်းလမ်းအစရှိသဖြင့်ပေါ့တခုချင်းပြောရင်တော့ပြောဆုံးမှာမဟုတ်ပါဘူးဘယ်နေရာမှာများကောင်းတာရှိလို့လဲခင်ဗျားတို့ကားစီးရင်တော့မှခင်ဗျားတို့ဒီကျွန်တော်တို့2015နဲ့2020ရသားအစိုးရခေတ်မှာပေါ်ပေါက်လာတဲ့ YBS တွေတောင်မှလက်ရှိအာဏာသိမ်းပြီးနောက်ပိုင်းမှာအရင်ခေတ်ကလောက်စီးစနစ်ကြလို့လားခင်ဗျားတို့ဘောကိုဒါ spare တွေ driver တွေကစဘလို့တွေဆက်ဆံတယ်ငွေကြေးတွေဘလို့တိုးမြင့်ကောက်ခံတယ်အမြန်မောင်းရင်မောင်းမယ်လူမောင်းရင်မောင်းမယ်ရက်ချင်တဲ့မှတ်တိုင်းရက်မယ်မရက်ချင်မရက်ဘူးဆိုတဲ့ပုံစံတွေခင်ဗျားတို့ပြည်တွင်းမှာကြုံတွေ့ရဆုံးပါတခြားရေချောင်းတွေလေချောင်းတွေလည်းဘာမှတိတ်မကွာပါဘူးเนาะဟိုယထာလမ်းကြောင်းတွေဆိုလဲကျွန်တော်ခဏနဲ့ပြောပါတယ်ဟိုမီးယထာဆိုပြီးတော့လုံနေပေမဲ့ဟိုယထာကောင်းတဲ့ဝယ်တယ်တန်လိုင်းနဲ့တန်လန်းနဲ့မကိုက်ဘူးတခါယထာကောင်းတဲ့တန်လန်းနဲ့ကိုက်တော့လူတွေအတင်ချအတက်ဆင်းလုပ်တဲ့နေရာမှာမကိုက်လို့ဒါတန်ပေါင်တွေကူပြီးတော့2ဆင့်3ဆင့်နေပြန်ပြီးယထာပေါ်တက်ကြတယ်တချို့ဟိုဘူတာရောင်ရှိပြီးတော့ယထာမသွားတဲ့ယထာလမ်းတွေရှိတယ်တချို့ယထာလမ်းရှိတယ်လှိုင်ကူကြီးဖောက်ထားတယ်ဘူတာရောင်မရှိဘူးဒါတွေကစစ်အာဏာရှင်ခနဲ့မှာစနစ်မှာခင်ဗျားတို့တောက်လျှောက်အမြဲသူတို့စစ်အာဏာရှင်ခက်ပေါ့နော်တောက်လျှောက်အမြဲမြင်တွေ့နေရတဲ့အရာတွေပါနောက်တစ်ချက်ကစွန့်ရင်ဖူလုံရင်းနဲ့ပြန်လဲပြေဖြိုးမြဲစွန့်ရင်မူဝါဒထပ်ပြောပြန်ပြီဗျာစွန့်ရင်ဖူလောင်ရေးတဲ့
ဒါစွမ်းရင်ဆိုတဲ့နေရာမှာဗျာကျွန်တော်တို့ကရေအားလျက်စစ်တို့နေအောင်ကြီးစွမ်းရင်တို့ဒါတွေရှိပါတယ်အဲ့တော့လက်ရှိခင်ဗျားတို့နိုင်ငံမှာမီးမှန်လို့လားကျွန်တော်မေးချင်တာကမီးမှန်ကြလားတရက်ကို24နာရီမှာတဝက်လောက်ဖြစ်တဲ့12နာရီတောင်လာလို့လားတချို့နေရာတွေမှာတနေကုန်ပေါင်းမှ4နာရီပဲလာတဲ့နေရာတွေရှိတယ်တချို့နေရာတွေမှာ6နာရီလာရင်လာမယ်တချို့နေရာတွေမှာ8နာရီလာရင်လာမယ်လာရင်တော့မှတောက်လျှောက်လာလို့လားလာလိုက်မလာလိုက်ပြက်လိုက်ဖက်ကနေလာလိုက်လာတော့အဲ့မီးအားကတကယ်ဟိုဘယ်လိုပြောရမလဲအိမ်တွေမှာသုံးလို့ရလောက်တဲ့အထိမီးအားပမာဏကိုခင်ဗျားတို့ရရှိလို့လားအိမ်ထဲမှာမီးအားမြင့်စက်တွေဒါတခါဟိုမီးစက်တွေနဲ့အကုန်လုံးဖြတ်တန်းနေရတဲ့ဆိုတာဒီကာလမှာခင်ဗျားတို့အသိတာဆုံးမှာအဲ့ဒါကိုလာပြီးတော့စွန့်ရင်ဖူလုံရေးဖူလုံမှာပါသူ့အိမ်ပတ်ဝန်းကျင်မှာတော့စွန့်ရင်နေဖူလုံပြီး24နာရီမီးလာနေမှာမလွဲပါဘူးနောက်တစ်ချက်ကလူသားအရင်းမြင့်တဲ့ပညာရေးဖွံ့ဖြိုးရေးမူဝါဒဟာဒီကောင်ကပြောလိုက်ရင်သာခေါင်းစဉ်တွေကတော့အမိုက်စားတယ်ဗျလူသားအရင်းမြင့်ကျွန်တော်နိုင်ငံမှာရှိသမျှလူတွေအခုလူငယ်လူရွယ်တွေဆိုရင်စစ်မှုထမ်းဝင်ဝါမှာပါဝါမှာစိုးလို့သူတို့မှာရရနီးနဲ့တခြားနိုင်ငံတွေကိုထွက်ပြေးနေရတာပါတချို့ပတ်စံတက်နိုင်တဲ့အတိုင်းအတာနဲ့တချို့ကမရရအောင်ဒီပြင်နိုင်ငံတွေကိုကူးမယ်တချို့ငွေချင်းမတက်နိုင်တဲ့သူတွေဆိုရင်လည်းဒါထိုင်းဘက်ကိုအောက်လန်းတွေရောအပေါ်လန်းတွေရောမျိုးစုံပြဒုက္ခတုတ်ခတွေအကုန်ရောက်ပြီးတော့ပြေးနေရတာလူတိုင်းသိပါခင်ဗျားတို့မိသားစုဝင်တွေမှာလည်းဒါအသက်16နှစ်ကနေ35နှစ်အတွင်းဆိုရင်စစ်မှုထမ်းပြဿနာကိုရင်ဆိုင်နေရမှာခင်ဗျားတို့မလွဲပါဘူးဒါပေမဲ့လည်းအသက်အရွယ်ကျော်တာတော့မမီတာတော့ဆိုလဲဒီကောင်ကဖမ်းရင်ဖမ်းပါသေးတယ်ပေါ်တင်ကိုပေါ်တာစွဲနေတဲ့ခက်ကြီးမှာလူသားအရင်မြင့်ဖွံ့ဖြိုးရေးဆိုတာဘယ်ခေါင်းနဲ့သုံးပြီးဒီကောင်ပြောရဲတာတော့လုံးဝစဉ်းစားလို့မရပါဘူးပညာရေးဖွံ့ဖြိုးမှုမူဝါဒဆိုရင်ပို့လို့တော့စိုးပါသေးတယ်ကျွန်တော်နိုင်ငံကစစ်အာဏာရှင်ဒီစနစ်စစ်အာဏာရှင်တွေရဲ့အဆက်ဆက်အုပ်ချုပ်မှုတိုင်းမှာပညာရေးကရိုက်ချိုးခံထားရတဲ့နိုင်ငံမှာဒီပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တီးတန့်ပြောထားတဲ့ဗီဒီယိုဖိုင်တွေရှိပါတယ်ပြန်နားထောင်ကြည့်ပါနော်အဲ့တော့တကယ်ကိုပေါက်ပန်းလေးတွေပြောတယ်ထပ်ပြောသေးတာကပြည်သူကျန်းမာရေးစောင့်ရှောက်မှုမူဝါဒပြည်သူကျန်းမာရေးမပြောပါနဲ့အောင်မင်းအောင်လိုင်းဆိုတဲ့ကောင်သူမြည်ကျန်းမာရေးကုသတာတောင်မှမြန်မာနိုင်ငံမှာကုသရဲ့လားအိန္ဒိယနိုင်ငံကိုပြေးပြီးကုတာပါဒါမှမဟုတ်ရင်အိန္ဒိယမှာရှိတဲ့ဒါပမောက္ခတွေဆရာဝန်တွေအထူးကုတွေကိုခေါ်ပြီးတော့မှကုသတာပါသူမြည်နေမဟုတ်ပါဘူးသူကိုယ်တိုင်တော်မှာအိန္ဒိယကအထူးကုဆရာဝန်တွေကိုခေါ်ပြီးတော့ကုသခဲ့တာတိတ်မကြသေးပါဘူးတခြားဗိုလ်ချုပ်တွေနဲ့ခရိုနီဒါငွေကြေးဒီပြည်သူရှိကဂုတ်သွေးစုပ်ထားတဲ့ကောင်တွေရဲ့မိသားစုမှန်သမျှကနည်းနည်းလေးနာစီးချောင်းဆိုးဖြစ်ရင်တော့နောက်ဆုံးဘာမှမဖြစ်ဘဲနဲ့သူတို့ဒါကျမ်းမာရေးဘာညာစစ်ဆေးတယ်ဆိုတော့ American check up လုပ်ရင်တော့မှအနေဆုံးဘန်ကောက်လိုနေရာမျိုးမှာလာလောက်တာပါအဲ့တော့တခြားပြည်သူတွေရဲ့ကျမ်းမာရေးဆိုတော့ထဲတွက်เสียအကြောင်းတော့မရှိပါဘူးဒါကိုပြည်သူကျမ်းမာရေးအတွက်စောင့်ရှောက်မှုမူဝါဒဆိုတာချီးစားပြောရင်ဒီကောင်ချီးကြိုက်လို့ပဲလို့ကျွန်တော်ယူဆပါတယ်เนาะကျွန်တော်ဆက်ပြီးတော့ပြောပေးပါမယ်အဲ့တော့ဒီကောင်နောက်တစ်ချက်ထပ်ပြောတာလည်းတကယ်ဟာတာတပုတ်ပါပဲဗျအလောက်ကင်ဖန်တီးရေးနဲ့လူသားအရင်အမြင့်ဖွံ့ဖြိုးရေးမူဝါဒအလောက်ကင်ဖန်တီးဖို့မပြောနဲ့သူ့ဟာသူအလောက်ကင်ရှိပြီးသားလူငယ်တွေတောင်မနေနိုင်ပဲနဲ့ဒါတိုင်းတစ်ပါးကိုထွက်ပြေးနေရတာနံပါတ်1အဓိကကတော့စစ်မှုထမ်းအနေရဲပါအဲ့တော့သူကဒါသူအစောပိုင်းပြအပတ်စဉ်1တို့အပတ်စဉ်2တို့ဆိုဒါသူပြောခဲ့တဲ့2နှစ်စစ်မှုထမ်းသက်ပြေသွားလို့ပြန်လာရမယ့်အချိန်ဒီမှာတော့မှလက်ချိုးရည်လို့ရတဲ့ပမာဏပဲပြန်ရောက်ကြတယ်တချို့ခြေထောက်တစ်ဖက်ပြက်ပြီးပြန်ရောက်ကြတယ်ဒါပေမဲ့90%လောက်ကတော့ဘယ်ရောက်လို့ရောက်မှန်းမသိလို့မိသားစုမှာစွန်ပဲတွက်ကမလားဒါအမျှပဲဝေရမလားဆိုတဲ့ပုံစံဖြစ်နေတာပါသူကသူအလုတ်ရှိပြီးသားလူငယ်တွေအလုတ်လောက်ကင်ရင်းနဲ့အိမ်အပြန်ဒီကားပေါ်ကဆင်းတဲ့အချိန်တို့အနေငယ်နောက်ကျတဲ့ညပိုင်းညနေပိုင်းပေါ့နော်9နာရီ10နာရီတို့ပြန်လာရင်တော့မှပေါ်တင်ပေါ်တာဆွဲနေတာအဲ့ဒါကိုသူကလူငယ်တွေအတွက်ဘလို့များအလုတ်အကင်တွေဖန်တီးပေးမှလဲတကယ်ကိုဟာတာတစ်ချက်ပါပဲနောက်တစ်ချက်ကဒေတာရင်းကုံသွယ်မှုဗဟိုချက်ဖော်ဆောင်ရေးမူဝါဒမြန်မာနိုင်ငံကဒါသူပြောချင်တာတော့ပထဝီနေရာအရလုံးဝမဟာဗျူဟာမြောက်တယ်ပေါ့ဗျာအဲ့တော့ဒေတာရင်းကုံသွယ်မှုတွေကိုဖော်ဆောင်ဖို့ကျွန်တော်တို့လက်ရှိမြင်တွေ့နေရတာတော့အိန္ဒိချင်းတွေဖြစ်တဲ့တရုတ်ကလည်းမြန်မာကိုချပါတယ်ထိုင်းလည်းထုံနည်း၎င်းပါပဲအိန္ဒိယလည်းသိမကွာပါဘူးအဲ့တော့
ဒီနေဆက်ကုံသွယ်ရေးတွေမှာဒါခေါင်းဆောင်မကောင်းလို့နိုင်ငံချွတ်ချုံကြပြီးတော့ဒါအစောပိုင်းပြောသလိုဒီလိုအသေးစားပစ္စည်းလေးတွေကစနိုင်ငံတကာကမှာယူနေရတဲ့သွင်းကုန်တွေအကုန်မှာယူပြီးသုံးစွဲနေရတဲ့အနေအထားမျိုးကိုသူကဒေတာရင်းဗဟိုကုံသွယ်မှုဗဟိုချက်လို့ဘလို့ပါဇက်နဲ့များပြောထွက်တာလေတကယ်မြန်မာနိုင်ငံရဲ့ပထဝီမြေအနေအထားကတကယ်ကုံသွယ်ရေးဗဟိုချက်ပါဒါပေမဲ့လုတ်တက်ရင်ပေါ့ဗျာခေါင်းဆောင်ကောင်းရင်ပေါ့မခိုးရင်ပေါ့မခိုးမကတ်နဲ့တကယ်တိုင်းပြည်အတွက်နိုင်ငံအတွက်ပြည်သူလူထုအတွက်စိတ်ရင်းစေတနာရင်းမှန်နဲ့လုပ်ရင်တော့ဒါတကယ်ဒေတာရင်းကုံသွယ်မှုဗဟိုချက်ဆိုတာဟုတ်ပါတယ်ဒါပေမဲ့ဒီကောင်တို့ခက်မျိုးမှာတော့ဒီလိုကုံသွယ်မှုတွေကောင်းမှုဒီလိုပို့ဆောင်ရေးတွေကုံသွယ်ရေးတွေဖြစ်ထွန်းလာဖို့ဆိုတာမျှော်လင့်လို့မရတဲ့အနေအထားပါနောက်တစ်ချက်ကတော့တဘာဝပတ်ဝန်းကျင်နဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာသူပြောချင်တာတော့တစ်တောနဲ့တဘာဝအရေးအမြစ်တွေကိုထိမ့်သိမ့်ဖို့တစ်ပင်တွေစိုက်ကြပါတဲ့အဲ့တော့ခင်ဗျားတို့တစ်ပင်စိုက်ကြပါစိုက်တဲ့တစ်ပင်တွေကြီးလာရင်သူ့ရဲ့လက်အောက်ကခရိုနီတွေကအုပ်စုဖွဲ့ပြီးတော့ခုံလဲပြီးတော့တရုတ်ကိုရောင်းစားပါလိမ့်မယ်ကျွန်တော်ပြန်ဝယ်သုံးနေတဲ့ဂျုံကုံအလှကြီးတွေဒီလိုဒီထမင်းစားသပွဲခုံကြီးတွေတကယ်နောက်ဂျုံကနုတ်တွေအယုတ်တွေအကုန်လုံးကမြန်မာနိုင်ငံကကျွန်းကိုဈေးပေါပေါနဲ့ဝယ်သွားပြီးတော့တရုတ်မှာလှုပ်ပြီးမြန်မာနိုင်ငံကိုဈေးကြီးနဲ့ပြန်ရောင်းခဲ့တာကြည့်ပါပဲဒါအာနာရှင်ဒီစနစ်အဆက်မှာဒါကျွန်တော်တို့ကြုံတွေ့ရဘူးသားပါအဲ့ဒါကိုဘလို့သွားပြီးတော့သူကဒီတစ်တော်တွေကိုထိမ့်သိမ့်ပါလေနောက်ဒီတဘာဝပတ်ဝန်းကျင်တွေဆိုတဲ့နေရာမှာကျွန်တော်တဘာဝဘေးဒုက္ခတွေနဲ့ပတ်သက်တဲ့ကုညီကယ်ဆယ်ရေးတွေကြိုတင်ပြင်ဆင်မှုတွေဆိုတာရှိရပါတယ်ဘလောက်တောင်စောက်သုံးကြလို့လဲဗျာတိတ်မကြခင်နှစ်တွေကဖြစ်ထားတဲ့ငလင်တို့ရေဘေးတို့ကိုပဲကြည့်လိုက်ပါဒီကောင်အသုံးကြလားမကြလားဆိုတာနောက်တစ်ချက်ကရေရင်းမြစ်နဲ့တယံဇာတစီမံခန့်ခွဲမှုမူဝါဒသူကရေနဲ့တဘာဝတယံဇာတအရင်းမြစ်တွေကိုနိုင်ငံတော်နဲ့ပြည်သူအကျိုးအတွက်ရေရှည်တည်တတ်နိုင်မဲ့နည်းတွေနဲ့စနစ်တကျထုတ်ယူအသုံးချပါတဲ့အဲ့ဒါကြောင့်မလို့လားမသိဘူးလောလောဆယ်တော့ကျန်တဲ့နိုင်ငံတွေမှာလည်းမိုးရွာပါတယ်မိုးတွေကမိုးရွာမှာပါပဲတခြားနိုင်ငံတွေမှာမိုးရွာပေမဲ့ရေမကြီးပေမဲ့မြန်မာနိုင်ငံမှာတော့မိုးနှဲငယ်ရွာတာနဲ့တင်ရေကြီးနေတဲ့ဒုက္ခကိုလက်တွေ့ဒီရပိုင်းတွေမှာဒါတိုင်းနယ်ပြည်နယ်တော်တော်များနဲ့ခင်ဗျားတို့မြို့နယ်အသီးသီးမှာခံစားနေရတာပါအဲ့တော့ရေအရင်းမြစ်တွေအတွက်သူကပဲပေးတဲ့လက်ဆောင်လာတော့မပြောတတ်ပါဘူးဘယ်ရေတွေကိုသူထိမ့်သိမ့်ပြီးတော့ဘယ်တဘာဝတယံဇာတအရင်းမြစ်တွေကိုပြည်သူတွေအတွက်အကျိုးရှိအောင်သူထုတ်ယူအသုံးချထိမ့်သိမ့်မယ်ဆိုတာပြောမပြတတ်အောင်ပါပဲနောက်တစ်ခုကတော့စနစ်ကျတဲ့မြို့ပြဖွံ့ဖြိုးရေးမူဝါဒအဲ့မှာဆိုရင်ရေမီးလမ်းပန်းဆက်သွယ်ရေးအများပြည်သူတည်ယူပို့ဆောင်ရေးစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးနဲ့တာယာတန်ရှင်းရေးပြောရတဲ့စကားလုံးတွေကတော့လှတယ်ဗျ6ချက်ရေလမ်းပေါ်မှာတော့ရေကြီးပါတယ်အိမ်နဲ့လည်းရေဝင်ပါတယ်အိမ်မှာတော့ရေတင်လို့အဆင်မပြေပါဘူးဘာကြောင့်လဲဆိုတော့ဒုတိယပြောထားတဲ့မီးအိမ်မီးမလာလို့ပါအစောလည်းကျွန်တော်ပြောပြီးပါပြီခင်ဗျားတို့ရှိမှမီးမှန်လို့လားဆိုတာလမ်းပန်းဆက်သွယ်ရေးဟုတ်ကဲ့လောဆယ်တော့ကိုပိုင်ကားအိမ်စီးကားတွေကောဒါအများပြည်သူတည်ယူပို့ဆောင်တဲ့ YBS ယာဉ်တွေကောတခြားဥမာကျွန်တော်အရေးပေါ်လူနာတင်တဲ့ ambulance တွေပါကောင်းပါမယ်တခုခုတနေရာမှာမီးတွေပါလောင်ရင်သွားတဲ့မီးသက်ကားတွေပါကောင်းပါမယ်အဲ့တော့နောက်ဆုံးဗျာဟိုကုံစည်းဒီကုံစိမ်းတွေပါတင်ပို့တဲ့ယာဉ်တွေလည်းပါမယ်ယာဉ်မျိုးစုံပေါ့အဲ့ယာဉ်တွေသွားလာဖို့အတွက်အစင်ပြေချောမွေတာတော့မပြောတတ်ဘူးလောဆယ်တော့ရေကြီးလို့အကုန်လုံးလမ်းမှာကားတွေပိတ်နေတာတော့ကျွန်တော်ဗီဒီယိုဖိုင်တွေတော်တော်များများမှာတွေ့ရပါတယ်အဲ့တော့အများပြည်သူတည်ယူပို့ဆောင်ရေးဆိုတော့လဲထုံနည်း၎င်းပါပဲခင်ဗျားတို့ဒီမြို့လေကောင်စုလီဘက်ကိုတွားဖို့တောင်မှခင်ဗျားတို့တွားတဲ့အိမ်ကနေခင်ဗျားတို့တွက်ချင်အနည်းဆုံးအချိန်တစ်နာရီခွဲလောက်ပေးရတယ်အခုဆိုရင်တော့ရေကြီးတယ်ရေမကြီးဘူးဆိုလည်းခင်ဗျားတို့ traffic jam နေနဲ့တကယ်ဟိုကားတွေရှုပ်ရှက်ခတ်ပြီးတော့ဒါမြန်မာနိုင်ငံရန်ကုန်မြို့ကသူတွေဆိုရင်အတိအသာဆုံးမှာတည်ယူပို့ဆောင်ရေးကဏ္ဍကိုစွန့်ပစ်ပစ္စည်းရလဲခင်ဗျားတို့လာစဉ်စီပင်ကတော့အမိုက်ခွန်ဆိုတော့ကောက်နေမှာပါဒါပေမဲ့ခင်ဗျားတို့အိမ်ကအမိုက်ကိုခင်ဗျားတို့အမိုက်ပုံးမဟုတ်ပါဘူးအမိုက်ပုံပေါ့အမိုက်ပုံကိုသွားပုံရင်ပုံမပုံရင်တချို့ကြုံသလိုပြစ်တာတွေနဲ့ရောမြန်မာနိုင်ငံအမိုက်ဆို system ကလုံးဝကိုအစင်တန်းမရှိစိုးဝါနေတာပါအဲ့တော့တန်ရှင်းတာယာရေးဆိုတော့လဲထည့်ပြောစရာအကြောင်းသိမ့်မရှိတော့ပါဘူးနောက်တစ်ချက်ကယဉ်ကျေးမှုနဲ့အမျိုးသားမွေနဲ့ထိမ့်သိမ်းရေးယဉ်ကျေးမှုတွေကိုစောင့်ရမ်းထိမ့်သိမ်းတဲ့ပကံတို့ရခိုင်ကမြောင်ဦးတို့ဇေဒီပထိုးတွေများစွာရှိတဲ့နေရာလဲမရှောင်ဘုံကျဲပါတယ်နောက်တစ်ခါကျွန်တော်ဒါဗုဒ္ဓဘာသာတွေဆိုရင်ဘုန်းကြီးကျောင်းတို့ခရစ်ယာန်ဆိုရင်ရှက်ကျောင်းတို့ဒီလိုမျိုးဟာတွေလည်းဒီဟိုချက်ကျောင်းတွေဘုန်းကြီးကျောင်းတွေနောက်ဆုံးမွတ်စလင်ဆိုလဲသူတို့မွတ်စလင်ဗလီတွေလည်းမချမ်းပါဘူးဘုံကျဲပါတယ်အဲ့လောက်ထိကိုယဉ်ကျေးမှုအမွေတွေကိုသူထိမ့်သိမ်းတာပါ
ခီးသွားလုပ်ငန်းဖွံ့ဖြိုးရေးမူဝါဒဒီလောက်စစ်ဖြစ်နေတဲ့နိုင်ငံဗျာဘယ်နေရာတော့မလုံခြုံတာကိုခီးသွားဖွံ့ဖြိုးရေးဘယ်နိုင်ငံကလူကခင်ဗျားတို့နိုင်ငံကိုလာလဲမှာတော့စဉ်းစားလဲတွေးကြည့်ကြအောင်တရားဥပဒေစိုးမိုးရေးမူဝါဒအိုးဒါကတော့လုံးဝပေါက်ပန်း40မှာတော့မှ heavy မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးလားမစိုးမိုးလားလူတိုင်းသိတယ်နော်ခင်ဗျားတို့မြန်မာနိုင်ငံကတရားဥပဒေကစာကလေးဥပဒေစာကလေးတစ်ကောင်လက်ထက်မှာဖမ်းပြီးထည့်ထားတယ်ဒီစာကလေးကအသေးလားအရှင်လားခင်ဗျားတို့ကအရှင်ဆိုရင်စာကလေးကိုလက်ကနေပြစ်ဆိုပြီးတော့ညှစ်တက်လိုက်တယ်အသေးမှားတယ်မင်းသွားထောင်ထဲဝင်အဲနောက်တစ်ခါပြောတယ်ဒီစာကလေးအသေးဆိုတော့လက်နဲ့ဖိုးဖွားလေးကန်ပြီးတော့စာကလေးကိုလှုပ်လိုက်တယ်ဖလပ်စာကလေးပြန်သွားမယ်မင်းလည်းမှားတယ်ထောင်ထဲဝင်အဲ့ဒါမြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးပါပဲတရားဥပဒေထက်မှဘယ်သူမှမရှိရဘူးဆိုမဲ့စစ်အာဏာရှင်စစ်မိတ်စာတွေရှိနေပါတယ်တန်ရှင်းသောအစိုးရနဲ့ကောင်းမွန်သောအုပ်ချုပ်မှုဝါဒပြောတဲ့ဗဇက်ကိုဗျာစီးတဲ့ဖက်နှက်တောင်မှရိုက်ရမှာမတန်ဘူးနော်ဒါဆိုချီးတုပ်ရိုက်တောင်မှမတန်သေးဘူးဗျာအဲ့လောက်ထိစိုးတယ်တန်ရှင်းသောအစိုးရဒီစစ်အာဏာရှင်ဆိုတဲ့သူတို့အစိုးရပါဆိုပြီးတော့ကိုယ်တိုင်ခန့်ကိုယ်တိုင်ယူကိုယ်တိုင်နေရာတွေယူတဲ့ကောင်တွေမှာဘယ်နေရာမှာများတန်ရှင်းတာရှိတယ်ရိုးရှင်းတဲ့အဖြေပါတိတ်အများကြီးတောင်ပြောစရာမလိုဘူးကောင်းမွန်တဲ့အုပ်ချုပ်မှုပိုဆိုးပါတယ်ဒီကောင်တွေလက်အောက်မှာအုပ်ချုပ်မှုကောင်းတဲ့နေရာရှိရင်ကျွန်တော်လက်ညှိုးထိုးပြပါကျွန်တော်ကြည့်ကျင်ပါသေးတယ် online ရာဇဝတ်မှုတိုက်ဖြတ်ရေးဒါကြားဖြတ်အောင်ပြောတာကြားဖြတ်နဲ့ပတ်သက်လို့ရှိရင်အခုနာမည်ကြီးနေတာကကျွန်တော်ဒါရွှေကုတ်ကိုဘတ်တို့ဘာလို့ဒါအများကြီးပါပဲကြားဖြတ်စင်တာတွေပါဝင်ပတ်သက်တဲ့သူတွေဘယ်သူတွေပါဝင်ပတ်သက်တယ်ဆိုတာလဲခင်ဗျားတို့သိပြီးဖြစ်မှာပါစစ်အာဏာရှင်ရဲ့ခေါင်းဆောင်တွေကိုယ်တိုင်ရောသူနဲ့တဲ့တဲ့သူနဲ့ဝေစားမျှစားဒါတချို့ကရင်ဘက်ကသူတွေခင်ဗျားတို့အကုန်သိပါတယ်နော်ဒါကို online ရာဇဝတ်မှုတိုက်ဖြတ်ရေးဆိုတော့ကိုဇွဲကြိုးချပြီးတော့အမိန်ပေးလိုက်လို့ရှိရင်တော့ဒါတွေတိုက်ဖြတ်ရေးတွေဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်မွေးစေဝါတိုက်ဖြတ်ရေးအခုကျွန်တော်လက်ရှိ PDF နဲ့တိုက်တဲ့စစ်ပွဲတွေမှာမိတဲ့စစ်တုံးမန်းတွေအကုန်လုံးဝန်ခံထားတဲ့တူညီတဲ့ဝန်ခံချက်တစ်ချက်ခုဟာစစ်တပ်ကိုယ်တိုင်ကိုမွေးစေဝါတုံးဆွဲပါတယ်ဒါကတူညီတဲ့ဝန်ခံမှုဒါကျွန်တော်ဖမ်းမိတဲ့တုံးပန်းတွေမှာစစ်တပ်မွေးစေဝါကိုကိုယ်တိုင်တုံးဆွဲရမှာမကဘူးအရင်အခက်ခင်ညွန့်တို့ဘာလို့ခက်တွေကလက်ရှိချိန်ထိဒါသူတို့နဲ့ပလဲပနံတင့်နဲ့နော်ဒီတခြားခေါင်းဆောင်တူတိုင်းသားခေါင်းဆောင်မျိုးတွေနဲ့ပေါင်းပြီးတော့မူရစိုက်ခင်းနဲ့လုပ်ပြီးမူရစေဝါကိုဖြန့်ချီနေတယ်ဆိုတာလေပြည်သူတွေအကုန်လုံးဒါသိပြီးသားပါနောက်ဆုံးတစ်ချက်ကတော့ပြည်သူလူမှုစီးပွားရေးဘဝကိုမြင့်တင်ရေးတိတ်ပြောစရာမကြံတော့ပါဘူးအပေါ်ကပြောခဲ့တဲ့ဟာတွေအကုန်လုံးမှာပါပြီးသားပါပြည်သူလူမှုစီးပွားဘဝကိုဘယ်နည်းနဲ့များမြင့်တင်နိုင်ပါလဲအဲ့တော့သူပြောရတဲ့စကားတွေကိုခြုံကြည့်ပြီးပြောလို့ရှိရင်တော့သူပြောတဲ့စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်လို့ဒါပေါ်စန်းတွေသူပြောတယ်မြန်မာပေါ်စန်းတစ်ခေတ်စမ်းရမည်လို့ဘာလို့ ਨੇ တခါမြန်မာနိုင်ငံကိုကမ္ဘာစပတ်ကြီးနိုင်ငံဖြစ်အောင်လုပ်မယ်တွေသူပြောနေတယ်ဟိုတလောကလည်းတိတ်မကြသေးပါဘူးရက်ပိုင်းမှာသူပြောသွားသေးတယ်ဂျိုရုလွတ်တယ်မဲတို့အာကာသရင်မှုတွေရွေးချယ်မဲတို့အဲ့တော့အကောင်းဆုံးနည်းလမ်းကတော့သူကဂျိုရုလည်းအာကာသတက်ကြီးလွတ်တင်ခြင်းနဲ့စိုက်ပျိုးရေးရလည်းဒါလှုပ်ချင်တယ်ပေါ်စန်းစပါးတွေအများကြီးစိုက်ချင်တယ်အဲ့တော့အကောင်းဆုံးကနှစ်ခုကိုပေါင်းပေးလိုက်မယ်ပေါင်းပေးလိုက်ပြီးတော့ကျွန်တော်တို့အာကာသရင်မှုတွေရွေးအာကာသဝတ်စုံတွေချုပ်အာကာသရင်မှုကတော့တိတ်ကြံဖန်ရှာတရားမလိုဘူးဗျအလကားနေရင်အမိတ်ဆိုတဲ့ဟာခေါင်းစဉ်တစ်ခုနဲ့ပဲအပြစ်မဲ့ပြည်သူတွေကိုဘုံကျဲနေတဲ့ဒီကောင်လေရင်မောင်းနေတဲ့ကောင်တွေကိုအာကာသရင်မှုဖြစ်လွတ်လိုက်အာကာသဝတ်စုံကတော့ဒီကောင်တွေစစ်တပ်ဝတ်နေကြအာကာထုံးဘောင်းမီချုပ်တဲ့ဆိုင်ကိုတွားပြီးတော့အာကာသဝတ်စုံချုပ်ခိုင်းလိုက်ပြီးရင်အာကာသလည်းပါသွားပြီစိုက်ပျိုးရေးလုပ်လို့ရအောင်လို့လကဘာကိုလွတ်လိုက်လကဘာမှာပေါ်စန်းစပါးသွားစိုက်လိုက်လကဘာမှာပေါ်စန်းစပါးစိုက်ပြီးရင်ထွေထူးအလုပ်သမားခေါ်စရာမလိုဘူးလကဘာမှာစံဖွတ်တဲ့အဖိုးကိုရှိတယ်အဖိုးကသာစံနေခေါင်းခိုင်းလိုက်ပါတော့လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်နော်ပြောလိုက်လို့ရှိရင်က heavy တွေဗျာအစိုးရတဲ့ရက်တရအတွင်းတိုင်းသားလက်နက်ကိုင်73ဘွဲ့နဲ့စိုးနွေးနိုင်တယ်ဘယ်တိုင်းသား73ဘွဲ့တော့သူနဲ့ပလဲပလန်တင့်နေတဲ့ EAO အဖွဲ့တွေကိုလာပြောလို့မရဘူး AA နဲ့စိုးနွေးပြီလား KIA နဲ့စိုးနွေးလား KNU KNL နဲ့စိုးနွေးလားတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအများကြီးရှိပါတယ်ဘယ်အဖွဲ့နဲ့သူကစိုးနွေးတာတော့ပါတော့ကျွန်တော်တို့MNDA တို့ TNL တို့နဲ့စိုးနွေးပြီးတော့ဝေစားမျှသားလှုပ်ချင်သေးတာလားဒီသဘောပဲရှိပါတယ်အဲ့တော့ဒီကောင်အိန္ဒိယတရုတ်လာအိုနိုင်ငံခရီးစဉ်တွေဒီကောင်ရဲ့ရက်တရာအတွင်းမှာတွားခဲ့တယ်နိုင်ငံတကာဆက်ဆံရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေမှာသူကအောင်မြင်မှုများရရှိပါတယ်လို့ပြောရပါသေးတယ်ဘယ်နေရာမှာအောင်မြင်မှုရတာလဲ
ဘာတွေရလဲဆိုတာကိုရှိရင်ကျွန်တော်တို့တစ်ချက်လောက်ချပြပါဘာတွေပြန်ပေးလိုက်ရလဲဆိုတာတော့ပြောလို့ရပါတယ်နှစ်နိုင်ငံဆိုပြီးတော့စာချုပ်စာတမ်းတွေမြောင်များစွာကိုတရုတ်ကိုလည်းလက်မှတ်ထိုးပေးတယ်အိန္ဒိယကိုလည်းလက်မှတ်ထိုးပေးတယ်ထိုင်းကိုလည်းလက်မှတ်ထိုးပြီးတော့မြန်မာနိုင်ငံကိုလုံးဝသုံးစားစရာမရှိအောင်သူ့ကိုဂျိုးသူ့မိသားစုကိုဂျိုးအတွက်ရောင်းစားနေတဲ့ကောင်မှာပြောနေတယ်ဗျာသူခဏခဏပြောတယ်သူစိုက်ပျိုးရေးလည်းလုပ်မယ်အကာတာလည်းလုပ်မယ်လုပ်ချင်တာကဂျိုးတူးကလည်းလွတ်တင်ခြင်းတယ်ကိုယ်တိုင်ကလည်းအစွမ်းစားမရှိဘူးဂျိုးတူးလွတ်တင်ဖို့ပြောနေတော့မိုးပြန်ဘူပေါင်းတော့လေပေါ်မတက်တော့ဘယ်လောက်ထိအကုသို့များတဲ့ကောင်လဲဆိုတော့အဲ့တော့ဒီကောင်အကြောင်းပြောနေရတာတော်တော်ကြာပါတယ်အဲ့တော့ကြက်ဥဈေးလေးနဲ့အခြေခံကုန်ဈေးနှုန်းတွေဥသာအရင်ကြအောင်လုပ်ကြည့်ပါဦးလို့ရက်တရားမဟုတ်ဘူးသေသာသေသွားမယ်ကြက်ဥဈေးကတိတ်မကြခင်မှာ1000ဖြစ်ဖို့တိတ်မလို့တော့ပါဘူးအဲ့တော့ဒီလိုမျိုးတွေကြုံတွေ့နေရတဲ့နိုင်ငံမှာဒီလိုကောင်းတွေကိုမတော်လန့်ရင်ကျွန်တော်တို့လက်ရှိဘဝတွေနဲ့မဟုတ်ဘူးခင်ဗျားတို့သားစဉ်မြေဆက်ပညာရေးကောလူမှုရေးကောကျန်းမာရေးကောစီးပွားရေးကောအကုန်လုံးဒုက္ခရောက်သွားမှာမလွဲဧကံပါဒါကြောင့်မို့လို့ကျွန်တော်တို့တွေးကြပါစဉ်းစားကြပါစုပေါင်းအားနဲ့တော်လိုင်းမနိုင်စရာအကြောင်းမရှိပါဘူးကျွန်တော်ပြောတာကိုခင်ဗျားတို့တေချာစဉ်းစားဖို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်ရတဲ့နီးနဲ့တော်လန်ပါကိုယ်တိုင်တိုက်နိုင်လားလက်နက်ကင်ပါကိုယ်တိုင်မတိုက်နိုင်ဘူးဆိုရင်ထောက်ဖို့ပါကြာရနေရကနေတော်လန်ပါနောက်ဆုံးမင်းအွန်လိုင်းနဲ့တကွစစ်အာဏာရှင်တွေကမကောင်းဘူးဆိုတာကိုသိထားပြီးတော့သူတို့နဲ့ဆက်နွယ်သမျှကိုလုံးဝရှုံချအားမပေးကန့်ကွက်နေတာတော့မှတော်လန်ခြင်းတစ်မျိုးပါပဲဒီလောက်ပါပဲဒီနေ့တော့ကျေးဇူးအထူးတင်ရှိပါတယ်ဗျအပျော်ပါးတွေချော့စေခြင်းအဲ့ဒါလူငယ်တွေတက်ပေါ့ကိုယ့်ဘဝအတွက်ကြိုးစားတတ်ဖို့တို့တယ်လူငယ်တွေထဲမှာပညာရေးကိုကျွန်တော်ကြိုးစားပြီးတော့ပညာတတ်တွေဖြစ်အောင်လုပ်ကြဖို့တို့တယ်စီကာနဲ့ပတ်သက်ပြီးတော့လေသိရှိအောင်လုပ်ကြဖို့တို့ကြိုးစားအထောက်အဖို့တို့တယ်ကျွန်တော်ကြီးမင်္ဂလာပါခင်ဗျဒီမှာတော့ဒေသနာဥပမာဝင်ပါခင်ဗျကျွန်တော်လူငယ်တွေအတွက်သတင်းစကားလေးပါပေးပါလားခင်ဗျလူငယ်တွေတိကျတော့ကိုယ့်ဘဝအတွက်ကြိုးစားတတ်ဖို့တို့တယ်ကြိုးစားကြဖို့ကျွန်တော်တို့ခုနကျွန်တော်သုံးသပ်သွားပါတယ်ပညာရေးအားနည်းချက်ရှိနေတယ်လူငယ်တွေထဲမှာပညာရေးကိုကျွန်တော်ကြိုးစားပြီးတော့ပညာတတ်တွေဖြစ်အောင်လုပ်ကြဖို့တို့တယ်တိကျတော့နောက်စီကာနဲ့ပတ်သက်ပြီးတော့လေသိရှိအောင်လုပ်ကြဖို့တို့တယ်နောက်ကြိုးစားအထောက်အဖို့တို့တယ်နောက်ကောင်းတဲ့နောက်တစ်ခုပြောချင်တာတော့အပျော်ပါးတွေချော့စေခြင်းအဲ့ဒါလူငယ်တွေတက်ပေါ့ကြိုးစားခြင်း thank you တဲ့အလားအလာတွေအများကြီးရှိ